ဒီဗီဒီယိုလေးကတော့သူကိုထားသွားခဲ့တာနောင်နာရနေသေးလားဆိုတာလေးကိုကြည့်ပြီးတော့မှဖြစ်ပါတယ်သူကိုထားသွားခဲ့တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်နောင်နာရနေသေးလားဆိုရင်တဲ့အခုကလေးအရာဆိုလို့ရှိရင်ပေါ့နော်နောင်နာရနေရဆိုတာလေးကိုတော့မတွေ့ရဘူးသူကကိုယ်ပဲထားခဲ့နိုင်တာကိုကြည်နေနေတာမျိုးသူပဲအောင်မြင်မှုရသွားတယ်လို့မျိုးသူကြည်နေနေရပေါ့နော်နောင်နာရရဲ့အရေးအယံမတွေ့ရဘူးသူကိုထားသွားခဲ့တာသူကိုနဲ့လမ်းခွဲခဲ့တာကသူ့အတွက်မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ခဲ့တယ်လို့သူထင်တယ်အခြားသူတွေကသူ့ကိုအပြစ်တွေပြောကြတယ်အပြစ်တော့မင်းမှားတယ်ပေါ့နော်အဲ့လိုမျိုးပြောကြတယ်ဝေဖန်ကြတယ်ဆိုရင်တော့မှသူကတော့သူကိုသူမှန်တယ်လို့ပဲသူထင်နေတယ်မင်းနဲ့ပတ်သက်ပြီးတော့သူ့မှာနောင်နာရနေတာမျိုးတော့မတွေ့ရဘူးပေါ့နော်အကယ်၍ကိုကသူနဲ့ပတ်သက်ပြီးတော့မဆုံးလွတ်နိုင်သေးဘူးမအောင်မလုံးနိုင်သေးဘူးဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့လွှတ်ချဖို့လို့အကြံပေးခြင်းနဲ့သူကလည်းသူကလည်းသူပြောရွှင်နေပြီသူကလည်းကိုကြည်ကြည်နက်နက်ကြီးကိုထားသွားခဲ့တယ်ဆိုတာကိုသိရပြီဆိုရင်တော့ကိုဘက်ကလည်းဆုံးလွတ်ဖို့မအောင်လုပ်ဖို့လို့ကိုအကြံပေးခြင်းပါတယ်ရှင်